တလိษံတွေရဲ့အတွင်ကိုပြောင်းနိုင်ပြီးလူတွေကိုအန္တရာယ်ပေးနိုင်တဲ့ skin walker လို့ဆိုတာပါလေ skin walker တွေကအမေရိကန်အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ Navajo လူမျိုးစုကနေပြီးတော့ဆင်းသက်လာတာပဲဖြစ်ပါတယ်။တစ်ချိန်တော့ skin walker တွေကစီးပညာမှာရန်ထူးကြပြီးကိုလိုချင်တဲ့တလိษံအတွင်ကိုပြောင်းလဲနိုင်တဲ့စုံးတွေပဲဖြစ်ပါတယ်။သူတို့အဲ့လိုအတွင်ပြောင်းနိုင်မှုအတွက်သူတို့ရဲ့ရင်းနှီးဆုံးမိတ်ဆွေဒါမှမဟုတ်မိသားစုဝင်တယောက်ယောက်ကိုတပ်ပစ်ရပါတယ်။ခုချိန်မှာတော့အမေရိကန်အနောက်ဘက်ခြမ်းမှာရှိတဲ့ယူတာဆိုတဲ့ဒေသမှာအများဆုံးတွေ့ရတယ်လို့ပြောကြပါတယ်။ညဘက်တွေမှာအတွင်ပြောင်းတယ်ပြီးတော့အတန်တူတွေလုပ်တယ်။တောထဲမှာရှိနေတဲ့လူတွေကိုမျက်စိလဲလမ်းမအောင်လုပ်ပြီးကျက်စားကြတယ်။ဒါကပုံမြင်တက်တော့မဟုတ်ပါဘူး။အဲ့နိုင်ငံမှာနေတဲ့လူတွေရဲ့ဗီဒီယိုမှတ်တမ်းတွေလည်းရှိပါတယ်။ Hello ဒီလူကတော့သူ့ရဲ့အပြင်ဘက်မှာခေါ်တန်တစ်ခုကြားလို့ထွက်ကြည့်ခဲ့ပါတယ်နောက်ဆုံးမှာတော့အတန်တူးပြုတ်လုပ်ပြီးခေါ်နေတဲ့ skin walker တစ်ကောင်တွေ့လို့ထွက်ပြေးခဲ့ရပါတယ်နောက်ပြီး skin walker တွေကအသွင်ပြောင်းရုံနိုင်တာမကပဲသူတို့ပြစ်မှတ်ထားတဲ့သူတွေကိုသူတို့ရဲ့စုံတက်ပညာတွေနဲ့နေမကောင်းအောင်ကန်ဆိုးအောင်နောက်ဆုံးသေးစီနိုင်တဲ့အထိပါလုံနိုင်ပါတယ်နီးစပ်ဆုံးပြောရမယ်ဆိုရင်ကိုယ့်အိမ်မှာမွေးထားတဲ့အိမ်မွေးတလိษံနေရာမှာအစားထိုးဝင်ရောက်ပြီးကိုယ့်အန္တရာယ်ပေးနိုင်ပါတယ်အဲ့တော့ခမားတို့ရော skin walker တွေတကယ်ရှိနေသေးတယ်ဆိုရင်ယုံလားစုံတက်ပညာတွေဆိုတာလည်းမပြောက်ွယ်သေးဘူးဆိုတာကိုလက်ခံလား comment မှာရေးပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာဆက်တွေ့ရအောင်